နဲ့မင်းတို့နဲ့ဘယ်ရပိုကောင်းလဲ တရားပေါ်လာ ပီတိုလဲရဒီရပိုကောင်းတယ်လို့လဲအေးအဲ့ဆိုငါမတိုက်တော့နဲ့ လူကိုစားတာ အိုင်တော့ပိုကောင်းလားအဲ့တော့နော်အော်မျက်လုံးမေးသွားပြီကလေးလေးမျက်လုံးမေးသွားမေးလေအေးโอเคအေးပါအမလေးစကားတော့မပြောတတ်တော့နို့တစ်ခါဖြတ်တာတကားတော့မပြောတတ်တော့ထိတ်ကုန်အဲ့လိုမလုပ်နဲ့နော်ပွဲစိတ်လာမင်းတို့ကြိုက်သွားလိုက်မယ်လို့ပြောထားတယ်